ပတ်ဝီချစ်နေမကြည့်ပွဲပြန်လဲဆွနေရမယ်မော်ဖိုက်တာဆွန်တဲ့မင်္ဂလာပါပရိသတ်ကြီးမနက်ဖြန်ဇွန်လ6ရက်နေ့တောက်ကြနေ့ညနေပိုင်းမှာတော့1 Championship က1 Friday Fight 111ပြိုင်ပွဲကိုကျင်းပဖို့ရှိနေပါတယ်ထိပ်ဆုံးကောင်ပွဲတွေနေနေကတော့တန်စင်နဲ့ပွဲပြတ်ထားတဲ့ပတ်စုခွန်ပစ်ကဘီတင်နဲ့ထိုးရမှာပဲနိုင်ငံတကာပရိသတ်တွေအတွက်ရည်ရွယ်ထားတဲ့ International Main Event ပွဲတွေကတော့မိမကျော်ဖိုက်တာလေးတွေဖြစ်တဲ့ Israel နဲ့ Yubido တို့က103ပေါင် cash weight တန်းမှာထိုးကြရမှာပါ Israel ကသတ်မှတ် weight တန်းအတွင်းကို101.8ပေါင်နဲ့ဝင်ရောက်ထားခဲ့ပြီးတော့ Yubido ကတော့101.2ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့ပါတယ်ဒီချိန်ပွဲမှာတော့ထွန်းမင်းနိုင်ကိုအနိုင်ယူထားတဲ့ထိုင်ကင်ရဲ့ fighter ကော့ပိုင်ရဲ့ပွဲလဲပါဝင်လို့လာနေပါတယ်ကော်ပိုင်ရဆိုရင်ထွန်းမင်းနိုင်ကိုအလဲတို့နဲ့အနိုင်ယူကဘောနဲ့ဆူတောင်စခုနိုင်ခဲ့ပေမဲ့အခုမှပဲပွဲပြန်ရတာပါဆိုရက်ကတော့ပတ်ဝီချစ်နဲ့မကြီးပွဲပြန်လဲဆင်နွှဲရမှာပါဒီဖိုက်တာနှစ်ယောက်ကဆိုရင်1 Friday Fight 91ပြိုင်ပွဲတုန်းကထိတ်တိုက်တွေ့ပြီးတော့စွန်ရက်ကတော့တိုင်းအစုံအဖြတ်နဲ့အနိုင်ရခဲ့ပါတယ်အခုအချိန်မှာတော့ဖိလစ်ပိုင်မိမကျော်လေးနဲ့အတူ flight cat တစ်ခုထဲမှာထိုးရတော့မှာပါပထမအချိန်ထိတ်တိုက်တွေ့တော့က139ပေါင် cash weight တန်းဖြစ်ပြီးတော့ဒီတစ်ခါမှဆိုရင်တော့138ပေါင် cash weight တန်းမှာထိုးရမှာပါဖိုက်တာနှစ်ယောက်လုံးကတော့တမတ် weight တန်းအတွင်းကို136.6ပေါင်နဲ့အသီးသီးဝင်ရောက်နိုင်ခဲ့ကြပါတယ်ဘလို့ရလက်ဒီထွက်ပေါ်လာမလဲဆိုတာကိုတော့မနက်ဖြန်မှာညှော်လင့်ဆောင်စားရင်ခုံစွာကြည့်ရှုရမှာလည်းဖြစ်ပါတယ်ပရိသတ်ကြီးရောမွန်ဖိုက်တာဆိုတဲ့အတွက်အားပေးစကားလေးတွေပြောကြားပေးခဲ့ကြပါဦးအဆုံးထိစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်